တုံးအများဆုံးအင်္ဂလိပ်စာ EDN လေ့လာတဲ့သင်ခန်းစာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ CI to I ဆိုတဲ့ EDN စကားစုလေးကိုလေ့လာသွားမှာဖြစ်ပါတယ် We didn't know we'd see eye to eye. Now I know we don't see eye to eye. Russell and I did not see eye to eye on many projects. They can see eye to eye. I'm glad Ukraine and the United States were able to see eye to eye. Sir Agent Merritt and I didn't always see eye to eye. CI to I ဆိုတဲ့စကားစုရဲ့အဓိပ္ပာယ်ကတော့တူနဲ့တူသဘောတူကြတယ်အမြင်တူကြတယ်အပြည့်အဝသဘောတူတယ်လို့အဓိပ္ပာယ်ရပါတယ်ဒီချိန်မှာအသုံးပြုလို့ရမယ်ဆိုတော့ဒီသုံးလုံးလေးကလူနှစ်ယောက်ဒါမှမဟုတ်ရင်နှစ်ယောက်တက်ပို့တဲ့သူတွေကသဘောတူကြတယ်လို့ပြောဖို့ရန်ဖော်ပြတဲ့အခြားသောနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ဒီအသုံးလုံးလေးကိုလူနှစ်ယောက်တက်ပို့တဲ့သူတွေကသဘောတူတယ်လို့ပြောချင်တဲ့ဘယ်အချိန်မှမဆိုအသုံးပြုလို့ရပါတယ်ဒီဟာကိုဘယ်လိုအသုံးပြုလို့ရမလဲဆိုတော့ဒီအသုံးလုံးကိုမတူညီတဲ့ subject တွေနဲ့အသုံးပြုနိုင်ပါတယ်ဒါပေမဲ့သတိထားမယ့်အရာတစ်ခုကတော့ဒီအသုံးအနှုန်းကိုအနည်းဆုံးလူနှစ်ယောက်သဘောတူတယ်လို့ပြောတဲ့အခါမှာပဲအသုံးပြုလို့ရပါတယ်ဥပမာ we see eye to eye on everything အရာတိုင်းမှာငါတို့ကအမြင်တူကြတယ် I see eye to eye with him on everything ဒါကထင်းတယ်အရာတိုင်းမှာအမြင်တူတယ် Grad sees eye to eye with Mark about this issue ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Grad က Mark နဲ့အမြင်တူပါတယ် Grad and Mark see eye to eye about this issue Grad နဲ့ Mark ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမြင်တူကြတယ် I see eye to eye with everyone else about what we need to do ငါတို့ဘာလုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့အခြားသူတွေအားလုံးနဲ့ငါကအမြင်တူပါတယ်ကျွန်တော်တို့သတိထားမယ့်အရာတစ်ခုကတော့ဒီအသုံးအနှုန်းကိုစာကြောင်းတစ်ကြောင်းမှာလူပုဂ္ဂိုလ်တယောက်တည်းရှိနေတဲ့အချိန်ခါမှာတော့အသုံးပြုလို့မရနိုင်ပါဘူးဥပမာဆိုရင် do you see eye to eye လို့ပြောလို့မရပါဘူး subject ကတယောက်တည်းဖြစ်လို့မရပါဘူးအဲဒီတော့ do you see eye to eye လို့ပြောလို့မရပါဘူးဘယ်လိုပြောလို့ရမလဲဆိုတော့ do you see eye to eye with Mark လို့တုံးမရပါမယ် I see eye to eye with that opinion ဆိုပြီးတော့လည်းတုံးလို့မရပါဘူး I ဆိုပြီးတော့လူပုဂ္ဂိုလ်ကတယောက်တည်းဖြစ်နေပါတယ်အဲဒီတော့ဘယ်လိုထုံးလို့ရမလဲဆိုရင် I see eye to eye with you about that opinion ဆိုပြီးတော့တုံးပေးရမှာဖြစ်ပါတယ်ဒီစကားစုရဲ့မူလအသုံးအနှုန်းကိုဖော်ပြပေးရမယ်ဆိုရင်တော့ဒီ edians.com ဆိုတဲ့ website စာမျက်နှာရဲ့ဖော်ပြချက်အရဒီစကားစုဟာရှိကြတဲ့စကားစုအသုံးအနှုန်းတစ်ခုဖြစ်ပြီးတော့တမန်ကျမ်းစာထဲမှာရည်ညွှန်းချက်တစ်ခုအနေနဲ့တွေ့ရတယ်လို့ဖော်ပြထားပါတယ်အခုချိန်မှာတော့ CI to I ဆိုတဲ့စကားစုကိုအသုံးပြုထားတဲ့စကားပြောအတိုလေးတစ်ခုနဲ့ဥပမာတစ်ခုကိုအတူဆက်လက်လေ့လာကြည့်လိုက်ရအောင် You say eye to eye with me about following the Lord Jesus ယေရှုဖခင်ရဲ့နောက်တော်လိုက်ခြင်းကိစ္စမှာသင်ကျွန်ုပ်နဲ့အမြင်တူလား Yes I do တူတယ်ဥပမာ My friends don't see eye to eye with me about politics နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ငါမိတ်ဆွေတွေနဲ့ငါနဲ့အမြင်မတူကြဘူး I don't see eye to eye with my mother on many things ငါအမေနဲ့ငါနဲ့ကိစ္စတော်တော်များများမှာအမြင်မတူကြဘူး We didn't know we'd see eye to eye. Now I know we don't see eye to eye. Russell and I did not see eye to eye on many projects. They can see eye to eye. I'm glad Ukraine and the United States were able to see eye to eye. Sir Agent Merritt and I didn't always see eye to eye. ခုချိန်မှာတော့ဗီဒီယိုမှာပါတဲ့ဒီ CI to I ဆိုတဲ့အသုံးအနှုန်းကိုလည်းကျွန်တော်ကြည့်ပြီးသွားပြီဘယ်လိုအသုံးပြုရမလဲဆိုတာလည်းသိပြီဆိုတော့ဒီစကားစုကိုအသုံးပြုပြီးတော့စာကြောင်းနှစ်ကြောင်းဥပမာအနေနဲ့ရေးပြီးတော့လေ့ကျင့်ပေးပါဒီသင်ခန်းစာကိုအားလုံးပဲနားလည်သဘောပေါက်ပြီးတော့လက်တွေ့မှာအသုံးချနိုင်မယ်လို့ညွှန်နေပါတယ်အားလုံးပဲနောက်သင်ခန်းစာမှာပြန်တွေ့ပါမယ် Goodbye ပါ